ဆိုတော့ပုံစောက်တယ်ပုံစောက်တယ်ဆိုတော့အဲ့ဒါဆိုလာပြည့်နေမှာပေါ့နော်လာပြည့်နေကိုဘာလို့ပေးချင်လဲဆိုတော့ဘာချစ်ပါရေသမီးကလာပြည့်နေမှာဘာလို့ပေးချင်လဲဆိုတော့ဒီဟာလေးရမတ်လေးမြင်ရလားပေါက်ချင်တယ်စင်ကတခုဖောက်ပေးမယ်လို့နော်အဲ့တခုဖောက်ပေးမယ်ဟိုကစင်ကတည်းကအခုက lucky စင်ကပါ7သိန်းတန်တော့ပေါက်မှာပေါ့နော်ဒါမဲ့ဝယ်တာကြပြီအပုံလေးနော်ကိုကအိုတင်အဲ့ဒါက channel မှာ YouTube channel ရွှေမာဒီ channel မှာ like and subscribe လုပ်ပြီးလို့ရှိရင်ဘာရေးရမလဲဆို comment မှာ lucky စင်ကလိုချင်တယ်ဆိုပြီးရေးပေးပါနော်ရတဲ့လူကလိပ်စာပို့ပေးမယ်လိပ်စာပြောပေးမယ်နော်လိပ်စာပြောပေးမယ်အဲ့ဒါဘယ်သူရမလဲတော့မသိဘူးဒီနံပါတ် lucky နံပါတ်ပါ42နော်ရောင်းတော့ပါဘူးအရင်ကတော့ရောင်းမယ်စိတ်ကူးတယ်ဘာနံပါတ်ပဲရောက်တော့နံပါတ်အဲ့ဒါရအေးဒီမှာဒီနံပါတ်လေးပါ3ညကို266 lucky နံပါတ်ပါရှင်ဝေရှင်နံပါတ်ပါနံပါတ်လေးကိုဖောက်ပေးပါမယ်ပေးမယ်လူချင်တဲ့လူရှိရင် join နိုင်ပါတယ်ရှင်ဒါရွှေမာဒီ channel ကနေကြိုဆိုနေပါတယ်တို့ဘာဘယ်ပေါ်မှာထိုင်နေတာလဲကြည်လိုက်ပါဦးဝေဘုံပေါ်မှာစံနေတာပါရှင်ဝေဘုံပေါ်မှာစံနေတာပါတို့ဘာပါကွယ်တို့အသက်ကိုကဲရတဲ့တို့ပါရှင်အခုကနေနာခွင့်နေဖြစ်တယ်ပုံဆောင်နေပေါ့နော်ဆိုတော့ဒီဟာလေးကိုနေဖြစ်လို့မျှဝေပေးတာပါ like ကိုလည်းမပြရတာကြာပါပြီလာပြည့်နေ့ဆိုတော့အချိန်ရပါသေးတယ်နော်လာပြည့်နေ့ဆိုအချိန်ရပါသေးတယ်ဆိုတော့ဒါပေမဲ့ကိုယ့်ဟာကိုတင်လို့မရတော့အမှတ်ပုံနော်အေးမရတော့ဘူးဆိုတော့အဲ့လိုဖြစ်ပါတယ်ရှင်နံပါတ်ကောင်းလေးလိုချင်တော့ line ပေါ်မှာရွှေမာဒီကရှာပြီးဝယ်ပို့ပါလဲလိုချင်တဲ့နံပါတ်ဆိုတာဒီလိုမျိုးစာပေါ့နော် mytel လား mpt လားနော်Telenor လားအဲ့ဒါနော်လိုချင်တဲ့စင်ကတ်မျိုးစာ lucky ကိုလိုချင်တဲ့ဈေးပေါ့နော်ထားပါတော့ဈေးကိုတက်တာနဲ့ဈေးနဲ့ကျမဘာမှမစားအဲ့ရဲ့ line ပေါ်မှာနာမည်ကောင်းကိုရှာပေးမယ်ရှာပေးပြီးတော့အဲ့ရဲ့ပို့လိုက်တဲ့ဟိုက deliver ရောက်လာလို့ရှိရင်ငွေချင်လိုက်ပါအဲ့လိုလုပ်မယ်ဆိုရင်လည်းရတယ်နော်
ဒါစီဝါရေးအများစုဓမ္မတွေကတော့ဘုံစင်ကပ်ကိုလဲတင်တယ်ပေါ့နော်လဲတင်တယ်ဆိုတော့မကောင်းတဲ့ဘုံကိုလဲတင်တာကိုပြောတာပါကောင်းတဲ့ဘုံကိုတော့မလဲပါဘူးမကောင်းတဲ့ဘုံကိုလဲတင်တယ်ပေါ့နော်ကျွန်မပြောချင်တာကအခုကlucky စင်ကိုနံပါတ်နဲ့ဆိုလို့ရှိရင်အဲ့လိုပေါ့နော်ဘယ်လိုခေါ်မလဲအခုကဖုန်းတွေကတချို့ကပြောတာကဘာဝဆန်းရှိတယ်မရှိဘူးမဟုတ်ဘူးရှိတယ်နော်ကိုရီးယားထားပါတော့ဒီဖုန်းစင်ကဘုရားတရားအရန်ဟိုနေပြတဲ့လူဆိုရင်တော့မပြောဘူးလေဟိုစီဝါရေးတွေလည်းလုပ်တယ်အန်တရယ်ကိုလည်းကာဝယ်ဖို့ငွေကိုလည်းရဖို့ဆိုရင်တော့ပါဝါဆွမ်းအားတွေကတော့လိုအပ်ပါတယ်လိုအပ်တယ်အဲ့ဒါတော့မလိုအပ်ဘူးလို့မဟုတ်ဘူးเนาะလိုအပ်တယ်ဒါကတော့ကျွန်မကစေတနာမေတ္တာနဲ့ကူညီပေးတာပါဘာအကျိုးမှမမျှော်ဘူးပါဘူးရှင်ရွှေမာတီရဲ့ channel မှာ like and subscribe လုပ်ပေးပါနော်နောက်တို့တဲ့အခုဆိုရင်မှဆိုကျွန်မကမဲလဲဖောက်ပြီးတယ်ပေါ့နော်ရုံးဒီမှာဆိုကိုယ့်ရဲ့ဌာနမှာမဲဖောက်ပြီးတယ်အခုကမဖောက်နိုင်တော့ဖောက်လည်းမဖောက်နိုင်တော့ဘူးတကက်ကိုအခုအပြင်မှာတော့ဝယ်ရမယ်ဆိုရင်3-5တောင်ဖြစ်နေပြီအဲ့ဒါကြောင့်မို့ကျွန်မကပေးနိုင်တော့ရုံးမှဆိုကျွန်မစိုက်နေမှာဘယ်လိုလုပ်သွားဝယ်ရတယ်ယူရတယ်အဖိနံပဲအဲ့ဆိုင်လုံးမှာတခါကြရင်တခုတောင်မထွက်ဘူးเนาะအဲ့လိုမျိုးရှိခဲ့ပါတယ်ရှင်အဲ့ကြောင့်မို့အခုလေးကိုဖောက်ချင်ပြီးတယ်ဒီဟာလေးကိုဖောက်ပေးမယ်เนาะပြီးပါမယ်ရှင်အဲ့ဒါကိုကြားတဲ့လူတော့ဖုန်းနံပါတ်တွေနဲ့ရေးပေးလိုက်ဖုန်းနံပါတ်တွေရေးပေးလိုက်စစ်ပေးမယ်ဖုန်းနံပါတ်လည်းရေးပေးလိုက်စစ်ပေးမယ်เนาะဒါကတော့ channel မှာပဲပြောရမယ်ဒီကလို့မှ live ပေါက်လာမယ်ဆိုလည်းလာပြီးပါရှင်ရပါတယ် live ကတော့တုံညာကို2635 YouTube ကတော့ရွှေမာတီ channel ပါရှင်အားလုံးအိုကျေးဇူးတင်ပါတယ်တို့ရဲ့ချစ်ပါကြီးကိုဘာသမီးကိုမဆာပြီးကိုနော် lucky man ကြီးတွေ lucky အခုရှေ့မှာအဘရဲ့ရှေ့မှာတွေ့နေရတာအဘဝမ်းရံထားတဲ့ညာ lucky man ကြီးတွေပါရှင် lucky man ကြီးတွေလိုချင်တယ်ဆိုရင်လည်းလိုချင်တဲ့လူကိုပေးမယ်လို့ဒီတဲ့ကြော့ lucky man ကြီးတွေ lucky man ကြီးလိုချင်တယ် lucky man ကြီးလိုချင်တယ်ဆိုရင်ရှင်ပြည့်လို့စောင့်တယ် lucky man ကြီးလိုချင်တယ် lucky man ကြီးဒီမှာကြည့်ဒီရောက်ကြည့်လိုက် lucky man ကြီးတဲ့လား okay နော်ဒီနံပါတ်ကိုကြည့်လိုက် lucky man ကြီးဒိုးပါက lucky man ကြီးပါ lucky man ကြီးပါနော် lucky man ကြီးလေးတွေပါမန်ကြီးလိုချင်လည်းရပါမယ် lucky man ကြီးလေးတွေ1000ဆိုရင်1000ပဲပေါ့နော်1000ကိုပေးမယ်1000ပေးမယ်1000ပေးမယ်1000 5000ဆို5000ဒီညာကြည့်လိုက်နော်အားလုံးပဲကျေးဇူးတင်ပါတယ်အဲ့ဒါလေးပြောတာပါရှင်